ကိုရီးယားတင်တန်းတွေကတော့အများကြီးပါပဲဒါပေမဲ့တင်တန်းပြီးသွားတဲ့အထိစာလုံးပေါင်းတွေကိုတေချာမဖတ်တတ်တာတို့အတန်ထွက်ကကိုရီးယားနဲ့မတူဘဲနဲ့မြန်မာတန်ပေါက်နေတာမျိုးဖြစ်နေတော့မယ်လားဒါက basic ကိုတေချာမပိုင်နိုင်ခဲ့လို့ပါဒီလိုမျိုးတွေမကြုံရလေအောင်ကိုရီးယားဘာသာစကားကိုမိခင်ဘာသာစကားလိုမျိုးပြောတတ်ချင်တဲ့သူတွေအတွက် teacher တို့ရဲ့ Best Language Academy မှာ Korean Basic Special Course လေးရှိနေပါပြီနော်Basics ကိုမှဘာဖြစ်လို့ special လို့ခေါ်ရတာလဲဆိုတာကိုပြပြပေးမယ်နော်ဒီအတန်းမှာကတခြားအတန်းတွေနဲ့မတူဘဲနဲ့ကိုရီးယားဘာသာစကားကိုပေါ့နော်ကြီးတရအသက်ပေါင်းတက်ဖတ်တတ်ရုံနဲ့ပြီးဆုံးသွားမှာမျိုးမဟုတ်ပါဘူးကျောင်းသားတွေကဒီအတန်းလေးမှာဆိုလို့ရှိရင် basic တွေမကဘဲနဲ့ပေါ့နော် grammar ဘိုင်း pronunciation ဘိုင်း activities ဘိုင်းတွေနဲ့စနစ်တကျလေ့လာရမယ်အပြင် level 1သင်ခန်းစာတွေကိုပါအကျိုးလေ့လာလို့ရရှိနိုင်မှာပဲဖြစ်ပါတယ်တင်တန်းကြီးလေးကဆိုလို့ရှိရင်လည်းတောင်းခဏန်းလေးနဲ့ပဲလေ့လာလို့ရရှိနိုင်မှာဖြစ်ပြီးတော့တကယ်လို့ကိုရီးယားစာကိုအခုမှစပြီးတော့တည်တည်ချာချာလေ့လာခြင်းတဲ့သူတွေအတွက်လုံးဝကိုမှမမရွေးချယ်မှုဖြစ်စေရမယ်လို့ဒီချက်ကအာမခံပါတယ်။နောင်တမရခြင်းဘူးထပ်ပြီးတော့အခြေခံတွေကိုထပ်ခါမလေ့လာခြင်းဘူးဆိုလို့ရှိရင်တော့ teacher တို့ရဲ့ရွှေပြည်သာမြို့နယ်မှာရှိတဲ့ bus ကိုအခုဝယ်လာခဲ့လိုက်တော့နော်။